မူလရန်ကလေးလေးတွေရဲ့ဒီအနှုတ်တင်ကန်းစာတွေကပေါ့နော်ဒီနေ့မှာတော့ကျွန်မကစနစ်ဟောင်းကြီးရောစနစ်တင်ကြီးရောနှစ်ခုလုံးကိုမျှဝေမှာဖြစ်ပါတယ်ဒါကတော့လိုအပ်တဲ့မိမိများအတွက်ဖြစ်ပါတယ်ရှင်စနစ်ဟောင်းတွက်နည်းပေါ့နော်31တင်က14ကိုနှုတ်မယ်ဆိုရင်1ထရ4ကိုနှုတ်မနှုတ်နိုင်30ချီဟုတ်ပြီခုနေရာမှာမနှုတ်နိုင်ရင်10နေရာမှာသွားချီမယ်3ကသူများကိုချီပေးရတော့2ဆိုရင်1ဒီလိုလေးပေါ့နော်ချီတဲ့30ဘဲပေါ်တင်1ပေါ်တင်30တဲက4ကိုနှုတ်6ကျန်6နဲ့1နဲ့ပေါင်း9နှစ်ထရ1ကိုနှုတ်1ကျန်ဒါလေးကတော့စနစ်ဟောင်းလေးဖြစ်ပါတယ်နောက်တစ်ခုဒါလေးကတော့စနစ်တင်နည်းပါ31ထရ14ကိုနှုတ်ပါမယ်1ထရ4ကိုနှုတ်မနှုတ်နိုင်30ချီခုနေရာမှာမနှုတ်နိုင်ရင်10နေရာမှာသွားချီမယ်ဒါဆိုတော့3ကသူများကိုချီပြီးတော့2ဒီတစ်ခါမှာချီတဲ့30နဲ့ငကိုလက်ရှိကြံထားတဲ့1နဲ့ပေါင်း30နဲ့1နဲ့ပေါင်း31ဒါဆိုရင်31တရ4ကိုတန်းပြီးတော့နှုတ်မယ်31တရ4ကိုနှုတ်မယ်ဆိုရင်ကျမတို့ကလက်ကို4ချောင်းထောင်မယ်ဒါ3ကိုနှုတ်မယ်ဆိုတော့3ချောင်းပေါ့နော်ပြီးရင်တော့ကင်းလေးတွေကိုကျမတို့ကယော့ပြီးတော့မှအနောက်ကိုဒါနောက်ပြန်ဆိုသွားမယ်ပေါ့နော်31တရ4ကိုနှုတ်မယ်ဆိုရင်39ရှိခွန်ဒါဆိုတော့သူ့ရဲ့အဖြေလေးကဒါလေးက9နှစ်ထဲက1ကိုနှုတ်တော့1ကြံမယ်ဒါလေးကတော့စနစ်တင်နေတဲ့စနစ်ဟောင်းလေးကိုဒါမျှဝေပေးတာဖြစ်ပါတယ်ရှင်